hello မင်္ဂလာပါပြန်လဲကျေးဇူးပါတယ်ဒီတစ်ခေါက်တော့ကျွန်တော်တို့နောင်အိုကြီးနဲ့အီမန်ဂဇလီရဲ့ပွဲကိုကျွန်တော်ပွဲကြိုသုံးသက်ချက်လေးလုပ်ပေးချင်ပါတယ်ဆိုတော့ဒီပွဲကသူတို့စချပြကြတဲ့တော်တော်ကိုသူရဲ့ background information လည်းစိတ်ဝင်စားဖို့ကောင်းတယ်ပြီးလို့ရှိရင်အဲ့ဒီပွဲကိုယ်တိုင်လည်းတော်တော်စိတ်ဝင်စားစရာကောင်းတဲ့ပွဲဖြစ်ပါတယ်ဘာလို့ဆိုကျွန်တော်ကအီမန်ဂဇလီရဲ့ fan base ဆိုပါတော့ဗျာ fan လို့ပြောလိုက်ကြမှာသူ့ကိုအရန်ကြိုက်တဲ့သူပေါ့ဥပမာတချို့ကျွန်တော်မြန်မာကစားသမားတွေဆိုရင်ကျွန်တော်အားလုံးကသူတို့ရဲ့ fan ပဲသူတို့အရန်ကောင်းလို့မဟုတ်ဘူးဒါပေမဲ့ကိုယ့်လိုမျိုးဖြစ်လို့သွင်းနေအားပေးတာဒီတယောက်ကကြတော့ကျွန်တော်သူ့ကိုအဲ့လောက်ကြီးသူကဘယ်လိုပုံကိုမှမသိပေမဲ့အဲ့ဒီသူ့ရဲ့ကစားတဲ့ပုံသူ့ရဲ့ကစားကွက်ကိုကြိုက်တာအဲ့လိုမျိုး fan ဆိုတော့အီမန်ဂဇလီယက်ဖ်ကကျွန်တော်အဲ့လိုမျိုးသဘောကျတဲ့သူမျိုးပါကျွန်တော်ကတော့တချို့တော့ဒီမှာဗာနည်းနည်းပါပါမြန်မာလူမျိုးတွေကိုတိတ်တခါလေလှောင်ပြောင်းတက်တယ်လို့လည်းသိရတယ်နော်ဆိုတော့ဒါတော့လေသူ့အကြောင်းနဲ့သူပေါ့ဗျာရှင်းလည်းနည်းနည်းပါပါရှိမှာပေါ့နော်ဒါပေမဲ့ရှိချင်မှလည်းရှိမှာပါရှင်းလည်းရှင်းနိုင်တယ်ပြောလို့မရဟုတ်ပြီဆိုတော့ဒီပွဲကတော့ background information လေးအနေနဲ့ပြောရရင်ဒီပွဲကအားလုံးသိတဲ့အတိုင်း135 flyweight မွေထိုင်းခပတ်လူပွဲဖြစ်ပါတယ်ဆိုတော့အဲ့ဒီခပတ်ကအခု vacant ဖြစ်နေပါတယ်လစ်လပ်နေတယ်ဆိုတော့ Ratan က2024မှာဒီ Jacob Smith နဲ့ထိုးဖို့အဲ့ဒီ Ratan အဲ့တော့ champion ပေါ့ကာကွယ်ဖို့လုပ်တာဒါပေမဲ့သူက weight က 0.5 pound ပေါင်ဝက်ပေါ့နော်ပေါင်ဝက်တသေးလေးပဲတကယ်မပြောစလောက်လေးကို weight ကြော်တာweight ကြော်ပြီးတော့ခပတ်ရုပ်သိမ်းချင်းခံရတယ်ပေါ့2024ရာနေစပြီးတော့အခုထိပိုင်းရှင်မရှိတဲ့ခပတ်ပါဆိုတော့အဲ့ဒါက169မှာကျင်းပမဲ့ပွဲမှာဖြစ်တာဆိုတော့ခပတ်ကတော့မပါဘူးသူတို့ထိုးသွားတယ် Ratan က Jacob Smith ကိုအပြတ်တက်ကိုပဲအသားလေးနဲ့နိုင်ရသွားတာပါအသားလေးအမှတ်နဲ့နိုင်ပြီးတော့မှနိုင်တော့နိုင်သွားတယ်ဒါပေမဲ့ခပတ်ကလစ်လပ်သွားတယ်ပြီးတော့ကျွန်တော်အားလုံးသိတဲ့အတိုင်း1173เนาะဂျပန်မှာကျင်းပတဲ့ပွဲမှာ Ratan နဲ့နောင်အိုကိုတဲပေးပါတယ်ဒါပေမဲ့အဲ့မှာနှစ်ယောက်စလုံးကပြဿနာရှိတယ် Ratan က weight တော့ရတယ်ဒါပေမဲ့ weight တော့ရတယ်သူ့ပုံစံကျင့်သိတာပါနော်လုံးဝအားမရှိအားပြတ်နေတဲ့ပုံ weight ကတော့ရလိုက်တယ် hydration လည်းအောင်တယ်ဒါပေမဲ့သူနေမကောင်းဖြစ်သွားတယ်နေမကောင်းဖြစ်သွားတဲ့အတွက်ပွဲကိုသူတို့ဖျက်သိမ်းလိုက်ရတယ် cancel လုပ်လိုက်ရတယ်နောင်အိုကြီးကလည်းအဲ့မှာအဆင်ပြေနေတာမဟုတ်ဘူး तू ကနိုင်ခဲ့ဥမာပွဲရှိလို့နိုင်ခဲ့လဲ तू ကလည်းကပတ်ရမှာမဟုတ်ဘာလို့ဆိုတော့ तू က hydration ကြထားတာ weight ကတော့ရတယ်ဒါပေမဲ့ hydration ကြထားတယ်ဆိုတော့ तू ကလည်းကပတ်ရမှာမဟုတ်ဆိုတော့ပွဲကတော့ဆက်ဖြစ်လို့ရတယ်ဒါပေမဲ့ကပတ်ဘယ်သူမှရှုံးတဲ့ तू နိုင်တဲ့ तू ဘယ်သူနိုင်ကပတ်ရမှာမဟုတ်ဘူးအဲ့တော့တခြားအကြောင်းရင်းလည်းရှိမှာပေါ့ဗျာနော်ကျွန်တော်လမ်းမမီတဲ့အကြောင်းရင်းလည်းရှိမှာပေါ့ဒါအခုကတော့ဒါနောင်အိုနဲ့အီမန်ဂဇလီယက်ဖ်ကိုပြန်တဲပေးတာပါဆိုတော့ကျွန်တော်သိပါတယ်ဒီပွဲတဲပေးလိုက်ကြတဲ့ Ratan ကonline မှာနည်းနည်းမကျင်းတဲ့ချက်တွေထုတ်ဖော်သေးရနော်နည်းနည်းပုံမှန်လိုပဲစိတ်ကောက်တဲ့ပုံစံတွေအများကြီးလောက်သွားပါတယ်ဒါပေမဲ့ထခဲရိုနဲ့ပွဲရလိုက်တော့အခုဘာမှပြောတော့ဆိုတော့ဒီတယောက်ကလည်းနော်နာမည်လည်းရှိတာ哦နာမည်လည်းရှိတော့ဝမ်းကလည်းသူ့ရဲ့အလိုကိုမလိုက်လို့မရဘူးလိုက်ရမှာအခုကသူကသူ့ရဲ့အကောင်းဆုံးအချိန်လည်းဖြစ်နေတယ်ဆိုတော့ဝမ်းကဘလို့နီးနေမှသူ့ကိုလှက်လို့မရအောင်အခုဝမ်းမှာနာမည်ကြီးဆုံးဆိုလို့ဘယ်သူရှိတော့သူပဲရှိရလေ Ratan ပဲရှိမယ်တခြားသူတွေကတာမန်နာမည်ကြီးတာလောက်ပဲရှိရတယ်လူတွေသိတာလောက်ပဲရှိတယ် Ratan ကတော့ဒီတကဘာလုံးမှာ one championship star လို့ပြောရင် Ratan ကိုပဲသူတို့အတိဆုံးဖြစ်မယ်ထင်တယ်ဆိုတော့ဒီပွဲအကြောင်းကျွန်တော်ပြောရအောင်နောင်ဝေးရဲ့အကြောင်းအရင်ပြောရအောင်နောင်ဝေးကတော့အသက်39နှစ်ရှိပြီအရက်က9ပေခွန်ရှိမယ်သူ့ရဲ့လက်တံက68လက်မှရှိမယ်သူ့ရဲ့ weight ကတော့145မှာလဲ champion ဖြစ်ပူတယ်145မှာသူကမွေထိုင်း champion ဟောင်းဖြစ်ပါတယ်အဲ့မှာတော်တော်ကြာ champion ဖြစ်ခဲ့ပါတယ်အခုက135မှာထိုးနေတာပေါ့နော်သူ့ရဲ့ပွဲမှတ်တမ်းပေါ့နော်သူ့ရဲ့ fight record ကကြောက်စရာကြီးပါနိုင်ပွဲက268ပွဲရှိတယ်ရှုံးပွဲက58ပွဲတရေက10ပွဲပါ58ပွဲရှုံးတယ်ဆိုပေမဲ့အဲ့ထဲမှာ close decision တွေအများကြီးရှိပါပဲဆိုတော့ပွဲကသူ300ကျော်ထိုးတယ်နော်300အများကြီးကျော်တယ်ဗျာ300ကျော်ထိုးပြီးတော့မှ58ပွဲပဲရှုံးတယ်ဆိုတော့တော်တော်ကိုကောင်းတဲ့သူပါပြောစရာမလိုပါ legend ပါပဲသူရဲ့ one championship record ကတော့12ပွဲနိုင်တယ်4ပွဲရှုံးတယ်အဲ့ဒီ12ပွဲနိုင်တဲ့ထဲမှာ5ပွဲကို KO နဲ့နိုင်တာပါတယ်KO rate ကတော့အဲ့လောက်တော့မများဘူး45%လောက်တော့ရှိတာပေါ့နော်45%လောက်ဟုတ်ပြီဆိုတော့သူ့ရဲ့ပုံမှန်လိုပဲသူတို့ရဲ့ elite opponent ပေါ့အဆင့်မြင့်တဲ့ကစားသမားတွေပြိုင်ဘက်တွေကိုကြည့်အောင်ကျွန်တော်အိုရဲ့အဆင့်မြင့်တဲ့ကစားပြိုင်ဘက်ကစားသမားတွေဆိုဘယ်သူရှိမလဲဆိုတော့အရင်တော့ကတော့ရှိခဲ့လိမ့်မယ်သူက1မှာထိုးနေတာတော်တော်ကြာပြီအဲ့တော့အရင်တော့2016 19 18 19 20အဲ့ဒီအထိကတော့ရှိကောင်းရှိမယ်အခုကျွန်တော်ပြောမှာကဒီသူ့ရဲ့
elite opponent တွေထဲမှာအခုလက်ရှိမှာပါနာမည်ရှိနေသေးတဲ့သူလက်ရှိထိုးနေသေးတဲ့သူတွေကိုပဲကျွန်တော်အတိကအသားပေးပြီးတော့ပြောချင်ပါတယ်ဟုတ်ပြီနံပါတ်1ကတော့ Jonathan Haggerty ပါHaggerty ကိုသူရှုံးပါတယ်ပထမအချိန်မှာရှုံးပါတယ်ဒါပေမဲ့ Haggerty ကတော့တော်တော်ကိုအဆင့်မြင့်တဲ့ကစားသမားဖြစ်ပါတယ်နောက်တစ်ယောက်ကတော့ Nico Carrillo နော် Carrillo ကျွန်တော်သိပါတယ်အခုဟိုနေ့ကမှ shadow ကိုနိုင်သွားတဲ့တယောက်လေဆိုတော့အခုကတော့ the weight တက်သွားပါပဲ155မှာဟုတ်ပြီနောက်တစ်ယောက်ကတော့ Kulaptan ခုနာမည်ပြောင်းသွားပြီးRatchasison လားမသိဘူးဘယ်လိုနာအတန်ထွက်မလဲတော့မသိဘူး Kulaptan လို့ကျွန်တော်သိခဲ့နော် Kulaptan Ratchasison အတူတော့နိုင်ခဲ့တယ်အပြီးရင်Nabati เนาะကျွန်တော်သိပါတယ် Nabati လေရုရှားကစားသမားသူ့ကိုလည်းရှုံးပါတယ် Kulaptan ကိုသူမနိုင်နဲ့ပြီးရင် Contorni ကိုတော့သူ2ချိန်ထိုးတယ်တပွဲနိုင်တပွဲရှုံးဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကြည့်လို့ရှိရင်ဒီပွဲတွေကိုထိုးတဲ့အချိန်မှာသူ့ရဲ့အကောင်းဆုံးအချိန်မဟုတ်တော့တာလည်းပါတယ်ဒါ30ဝန်းကျင်ပါပဲ30နောက်ပိုင်းမှာပဲထိုးရတာပေါ့နော်ဒါသူ့ရဲ့ prime တော့မဟုတ်တော့ဘူးဟိုမှာဒီ Nico တို့ဒီ Contorni တို့ထိုးတဲ့အချိန်မှာတော့သူ့ရဲ့ prime တော့လုံးဝမဟုတ်တော့ဘူး35 36နောက်ပိုင်းဖြစ်နေပြီဆိုတော့ဘလို့ပြောသူ့ရဲ့ elite opponent တွေထဲမှာဒီ9ယောက်ပြောလို့ရတယ်အဲ့ထဲမှာသူနိုင်တာက2ပွဲနိုင်တယ်ပြောရမှာပေါ့နော်ဆိုတော့2ပွဲနိုင်တယ် Nico Carrillo တို့ဘာလို့ဆိုတော့လဲ weight ကနည်းတော့မဟုတ်ဘူးသူ145မှာနပီးနဲ့ထိုးတဲ့အချိန်မှာတော့သူပြောပါတယ်ဟိုကိုတေးခါနီး weight ခတ်ရတယ်လို့ပြောတယ်အဲ့လိုကျွန်တော်ကဆိုတော့စကားမစက်နည်းနည်းဖြည့်ပြောရရင် weight အဲ့လိုမျိုးအများကြီးဖြတ်ပြီးတော့ weight ခတ်ပြီးတော့ထိုးကြတာဘလို့မကောင်းဘူးနော် the weight bully လည်းပြောလို့ရတယ်ဗျာနပီးနဲ့ပွဲမှာဆိုသူကြည့်ပါလားသူပုံမှန် form သူ့ရဲ့ regular form လုံးဝမရှိဘူးအဲ့တော့နပီးကခဏလေးပဲသူ့ကိုအမှောက်သိမ့်လိုက်တယ်ဆိုတော့သူအချမ်းမကြီးလည်းမပြေဝဘူးအဲ့တော့အကောင်ကြီးပြီးတော့ဗျာ145မှာweight ဆင်းထိုးတာဖြတ်ထိုးတာအဆင်မပြေဘူးအခု155မှာတော့သူပို့ပြီးတော့အဆင်ပြေရလို့ပြောတယ် okay ဟုတ်ပြီကျွန်တော်ပြန်လိုက်အောင်ဒါကတော့ non over တကယ်ကိုသူ့ရဲ့အတောက်ပဆုံးအချိန်မှာဆိုရင်တကယ်ကိုကြောက်စရာကောင်းတယ်လို့ပါအခုထိလည်းအန်ဒီရရှိတဲ့လို့ပါလုံးဝအသက်ကြီးလို့ပျက်စီးသွားတာမျိုးမဟုတ်ပါဘူးဟိုနေ့ကမှ Contorni ကိုသူနိုင်ထားတယ်လေလုံးဝအသေးကြီးသူတို့နှစ်ယောက်လုံးကစားတယ်သူကအမှတ်နဲ့နိုင်လိုက်တယ်ပေါ့နော် unanimous decision နဲ့နိုင်သွားပါတယ်ဟုတ်ပြီသူ့ရဲ့ပြိုင်ဘက် Iman Ghazaliev ကိုကျွန်တော်ကြည့်အောင် Asadullah Iman Ghazaliev နော် Venom fighter နောက်ဟိုကတော့ဒီ Superborn training camp မှာပါ Iman Ghazaliev ကခုမှအသက်က22ပဲရှိပါသေးတယ်အရက်က9ပေ17ထုံးမအောင်နဲ့မတိမ်မရေမယ်ထုံးမအောင်6ပေလောက်ရှိမယ်ဒီ Iman Ghazaliev က9ပေ17 maybe သူလည်း6ပေရှင်းနိုင်တယ်သူရဲ့လက်တံက82ပါနောက်ဟိုကဘကုနာဘလောက်လဲ69 68ဆိုတော့4လက်မှတာပါတယ်သူ့ရဲ့ weight ကတော့ပုံမှန်135ပါပဲဆိုတော့သူ့ရဲ့ record ကသူ့ရဲ့မှတ်တမ်းကစုစုပေါင်းမှတ်တမ်းက17ပွဲနိုင်တယ်ရှုံးပွဲမရှိပါဘူးone championship record ကကြတော့9ပွဲနိုင်တယ်မရှုံးဘူးရှုံးပွဲမရှိဘူးအဲ့ဒီ9ပွဲထဲမှာ6ပွဲကိုKO နဲ့ပွဲသိမ်းထားပါတယ်ဆိုတော့ဒီတယောက်ကတော်တော်ကိုကောင်းတဲ့သူပါသူကပထမ4-5ပွဲမှာတင်သူကစားချုပ်ရတင်တာသူ6ပွဲမြောက်မှာလားမသိဘူးစားချုပ်ရတာနော်ဖန်ဖယောက်နဲ့ပွဲမှာလားမသိဘူးဆိုတော့သူရဲ့ elite opponent ကိုပြောပါဆိုရင်ကျွန်တော်2ယောက်ပဲရှာနိုင်တယ်တယောက်ကတော့ Contorni သူနောက်ဆုံးထိုးသွားတဲ့တယောက်နော် Contorni ကိုဒုတိယချီမှာပဲပထမချီမှာလည်းသူအပြတ်တက်ပါပဲဒုတိယချီမှာလည်းလုံးဝနော် step kick တွေနဲ့ချပြီးတော့မှသူ့ကို AACC ပဲ second round မှာ TKO နဲ့အနိုင်ရသွားတာပါနောက်တစ်ယောက်ကတော့ဖန်ဖယောက်ပါကျွန်တော်သိပါတယ်ဖန်ဖယောက်ကတကယ်ကိုအလားလာရှိခဲ့တဲ့ကစားသမားပါစားချုပ်နဲ့လည်းတော်တော်နှီးစပ်ခဲ့တဲ့သူဒါပေမဲ့ဖန်ဖယောက်ကိုသူအသာလေးပဲနော် question mark kick နဲ့လေလုံးဝရုပ်ပြက်ဆင်းပြက်ကိုကျိုးဝိုင်းပေါ်ပြုတ်ကြအောင်ကန်တာပထမချီမှာပဲအသာလေးအနိုင်ရသွားတာပါဆိုတော့အဲ့လောက်ကိုလက်တန်ခြေတံပြောင်းတဲ့သူပါ Iman Ghazaliev ကဟုတ်ပြီဆိုတော့သူတို့ရဲ့အားသာချက်နဲ့အားနည်းချက်လေးကိုလည်းကြည့်အောင် Iman Ghazaliev ကတော့အသက်22ပဲရှိသေးတဲ့အတွက်နောက်ဟိုက39နှစ်ရှိတဲ့အတွက်သူကအသက်တာမယ်ဒီအသက်အရွယ်တာမယ်ပြီးလို့ရှိရင်အရက်မြင့်တဲ့အတွက်အရက်တာမယ် reach တာမယ်လက်တံပိုရှိမယ်ပြီးရင် 5 IQ ပိုကောင်းတယ်ပြီးလို့ရှိရင်သူက well rounded ဖြစ်တယ်အကွက်စုံတယ်နောက်ဟိုထက်အများကြီးအကွက်စုံတယ် football ကောင်းတယ်မင်းကုန်းထုတ်စရာရှိတာကသူ့ရဲ့မာဂုံနဲ့အသေးပါเนาะကျွန်တော်ခေါ်ပါလေအသေးနဲ့မာဂုံတွေ့မချောင်ပြောလို့တင်ပြလို့မရအဲ့ဒီဥစ္စာတွေကကျွန်တော်တို့ဒုက္ခရောက်တဲ့အချိန်เนาะသူများကိုเนาะအလဲထိုးခါနေကိုရန်အထိနာတဲ့ချိန်မျိုးမှာအဲ့ဒါတွေကမြင်ရတာတယ်သူကအဲ့လိုမျိုးပွဲမရှိသေးဘူးဆိုတော့သူကသူများကိုအသာလေးအနိုင်ရတာပဲရှိတယ်အပြတ်အသက်ကိုเนาะကစားတာမျိုးပဲရှိတယ်ဆိုတော့သူကအဲ့ဒီဥစ္စာတွေအသေးမာဂုံနေမလိုအပ်အောင်ကိုကောင်းနေလို့လည်းဖြစ်နိုင်တယ်ဒါပေမဲ့ဘယ်လိုပြောကျွန်တော်အဲ့ဒါမသိအောင်
ဆိုတော့အဲ့ဒီဥစ္စာတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်ပေါ့နော်အခုက9ချီပွဲဖြစ်တယ်အီမန်ကစားလီယပ်က9ချီပွဲ1မှာမထုတ်ဘူးလေအခုမှစထုတ်မှာဆိုတော့အဲ့ဒီဥစ္စာရှိမယ်နောက်ဟိုကကြတော့အတွေ့အကြုံကဒီအီမန်ကစားလီယပ်နဲ့ဘာမှမဆိုင်ဘူးသူကအစ10မကပို့တာတယ်ဗျာအစ maybe 20အစ20ကျော်ပို့တာမယ်ဗျာသူရဲ့ပွဲက200ကျော်ရှိတာဆိုတော့အီမန်ကစားလီယပ်ကပွဲ17ပွဲပဲလို့စုစုပေါင်းရှိသေးတာဆိုတော့အစ20လောက်တာတယ်ဗျာအတွေ့အကြုံရ1 championship မှာဆိုရင်လည်းအများကြီးပို့တာတယ်အတွေ့အကြုံပြီးလို့ရှိရင်နောက်ဟိုကအသေးနဲ့ဆွဲရှိတယ်ဆိုတော့ကျွန်တော်မိကွန်းထုတ်เสียမရှိဘူးဆိုတော့အသေးနဲ့ဆွဲကောင်းတယ်အသေးနဲ့မာကုန်ပေါ့နော်အဲ့ဒါကောင်းတယ်အီမန်ကစားလီယပ်ပြအားနဲ့ချက်ပြောရမယ်ဆိုရင်ကျွန်တော်ဘာရှိမလဲဆိုတော့သူကအတွေ့အကြုံအများကြီးနေတယ်နောင်အိုထက်အတွေ့အကြုံအများကြီးနေတယ်ပြီးလို့ရှိရင်ခုနပြောတဲ့အဲ့ဒီသူရဲ့အသေးနဲ့မာကုန်ပြီးလို့ရှိရင်ချင်းပေါ့နော်ကြောခိုင်မခိုင်ကျွန်တော်မသိအောင်သူအရင်သူအထိနာအောင်ထိုးခံရတာမျိုးကျွန်တော်မတွေ့တဲ့အတွက်အဲ့ဒီဥစ္စာလေးမိကွန်းထုတ်เสียရှိကောင်းရှိနိုင်တယ်။နောက် O ရဲ့ disadvantage ပေါ့နော်သူရဲ့ weakness ပဲခေါ်ရအောင်ဗျာသူရဲ့အားနည်းချက်ကတော့အသက်ပြီးလို့ရှိရင်အရက်ရှိမယ်။အပြင် fire cure လဲကစားလီယပ်တဲ့အနေငယ်နှိမ့်မယ်တင်တယ်။ဒါရှင်းပြောတာနော်။ဟုတ်ပြီဒါတော့သူတို့နဲ့သက်ဆိုင်တဲ့အချက်လက်တွေဆိုတော့နောက်ဆုံးကျွန်တော်ရဲ့ prediction ပေါ့နော်။ဘသူ့ကိုရွေးလဲဆိုရင်ကျွန်တော်တို့ဒါကိုခက်ခဲတဲ့ရွေးချယ်မှုလို့လုံးဝမထင်ဘူးnot a hard pick ပေါ့နော်ကျွန်တော်အီမန်ကစားလီယပ်အသာလေးနေနိုင်မယ်လို့ထင်တယ်အကြောင်းရင်းကတော့ခုနပြောလို့အတွေ့အကြုံကလည်းအများကြီးกว่าတယ်ငါချီပွဲလည်းမထိုးသေးဟုတ်တယ်ဘာဖြစ်လို့ကျွန်တော်ပြောနိုင်တာလဲဆိုတော့သူအရင်ရောကောင်းနေတာ he's just too good အဲ့လိုပဲပြောရအောင်အခုသူနဲ့ထိုးမဲ့နော်ဟိုက legend ဖြစ်တယ် short တက်လို့မရဘူးဒီတယောက်ကအသာလေးပဲကောင်ထော်ရနီလိုပဲနော်ခဏလေးနဲ့ပရမချီဒုတိယချီမှာပဲသူ့ကိုတော့အောက်အလဲထိုးမဲ့ပြောလို့တော့မရဘူးဘာလို့ဆိုတော့သူအတွေ့အကြုံများတယ်ပြောလို့ရှိရင်တပအများကြီးကျင်းတယ်ဗျာဒါပေမဲ့ကျွန်တော်ဘလို့မှမြင်ပါဘူးကဇာလီယပ်ကမတူတဲ့ခြေခံချက်တွေကြောက်စရာကောင်းတဲ့ခြေခံချက်တွေသူ့မှာရှိတယ်အဲ့တော့ကဇာလီယပ်ကပဲသူ့ကိုအသားလေးပဲကျွန်တော်ပြောချင်ပါအသားလေးအနိုင်ရလိမ့်မယ်ဟိုနောက်ဟိုကဒီသူအသေးဆွဲကောင်းတဲ့အတွက်သူအနာခံပြီးတော့ဆက်ထိုးလိမ့်မယ်ဒါပေမဲ့အီမန်ကဇာလီယပ်ကပဲအသားလေးကျွန်တော်အတိအကျပြောပါဆိုရင်ကျွန်တော် second round မဟုတ်ရင် third round ပေါ့နော်အဲ့ဒီ second မဟုတ်ရင် third round မှာအလဲထိုးနဲ့ TKO နဲ့အနိုင်ရမယ်လို့ထင်ပါတယ်နောက်အောက်လည်းဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်တော် TKO လို့ပြောချင်တယ်ဆိုတော့ကျွန်တော်အဲ့လိုမြင်ပါတယ်အီမန်ကဇာလီယပ်ပဲတက်တောင့်တက်တာနဲ့အနိုင်ရသွားမယ်လို့ကျွန်တော်ထင်ပါတယ်အမှတ်နဲ့နိုင်မှာမဟုတ်ဘူး TKO နဲ့နိုင်လိမ့်မယ်လို့ကျွန်တော်ပြောချင်ပါတယ် KO မဟုတ်ရင် TKO ပေါ့နော်အလဲထိုးဒိုင်ပွဲရဖြစ်ပေါ့ဗျာအဲ့ဒီ KO နဲ့အနိုင်ရလိမ့်မယ်လို့ကျွန်တော်ပြောချင်ပါတယ်โอเคဒါတော့ကျွန်တော်ထင်မြင်ချက်ပါဘလို့ထင်လဲအဲ့ဒါထင်မြင်ချက်လေးတွေကိုလည်း comment မှာရေးသွားပါအောင်เนาะစုံတီကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ပုံမှန်လိုပဲဒါတော့ကစားခြင်းတဲ့ညီကိုတက်ပါ SPO ထပ်မှာဘောလုံးပွဲရောကစားလို့ရတယ်အခုဒီ One Championship ပွဲ UFC ပွဲတွေ boxing တွေရောအစုံကစားလို့ရပါတယ်ကျွန်တော်ရဲ့ promo code က PTOP ဖြစ်ပါတယ်အဲ့ဒီ promo code ကိုသုံးပြီးတော့မှကစားလို့ရပါတယ်အခုဒီမှာပြထားတဲ့ Viber number ကိုဆက်သွယ်ပြီးတော့ account ဖွင့်လို့ရပါတယ်အသေးစိတ်ကိုတော့ကျွန်တော် Telegram မှာကြည့်လို့ရပါတယ်ကျွန်တော် Telegram link ကိုဒီ video ရဲ့ description မှာကျွန်တော်ထည့်ပေးပါမယ်เนาะ alright ကျေးဇူးတင်ပါတယ် take care